ခမ်းမိသားစုများအားလုံးမင်္ဂလာပါဗျာတူရီကေကေ YouTube channel ကနေကြိုဆိုပါရစေ18ရက်နေ့မနေ့12နာရီ10မိနစ်အတွင်းဖြစ်နိုင်ခြေအကောင်းဆုံးကဏ္ဍလေးတွေကိုလာပြောပြပေးတာပါဗျာခုပြောပြမယ့်ကဏ္ဍတွေကတော့ထွက်စင်နေနဲ့ကြာစင်နေ73နှစ်စာခြေခံပြီးရှာဖွေတွေ့ရှိထားတဲ့ကဏ္ဍလေးတွေကိုလာပြောပြပေးတာပါဒီကဏ္ဍလေးတွေကတော့18ရက်နေ့မနေ့အတွင်းကြိုက်ဆုံးကဏ္ဍလေးတွေဖြစ်ပါတယ်ဗျာချိန်အနေနဲ့ကတော့နှစ်ခွန်ချိန်ကိုကြိုက်ပါတယ်နှစ်နဲ့ပတ်သက်တာလေးတွေလည်းပြပေးထားပါတယ်မျိုးလူနှစ်သက်မယ်လို့ထင်ပါတယ်ဒါလေးတွေကတော့တစ်ခွက်ကောင်း site လေးတွေဖြစ်ပါတယ်ဗျာ site အသီးသီးကနေရထားတာလေးတွေမျိုးလူအတွက်အကျိုးရှိမယ်တင်လို့တင်ပေးလိုက်တာပါဗျာဒီကဏ္ဍတွေကကြာစင်နေနဲ့ထွက်စင်နေပုံမှာမူတည်ပြီးရှာဖွေပေးထားတာဖြစ်တဲ့အတွက်အာမခံချက်တော့မရှိပါဘူးဗျာကစားမယ်ဆိုရင်တော့မျိုးတို့ချိန်စားပြီးတော့ကစားကြပါလို့ပြောချင်ပါတယ်